ဟုတ်ပြီပြန်ကြက်လိုက်ပြီအဲ့တော့အကွာကတ်နော်အကွာကတ်ချိန်မှာအကွာကတ်ချိန်မှာဆိုဒီချောင်းဆိုတော့ဒီမှာဒီလူပါရဲ့တက်တက်မှာဒီချောင်းမှာကြက်ထားတာဒီကောင်ရှော့မှာအဲ့ကောင်ရှော့ပြီးတော့အဲ့နဲ့လူပါနဲ့အကွာကတ်ချိန်မှာဒီလိုမျိုးကွာနေလို့မရဘူးဟုတ်ပြီနော်အဲ့နဲ့လူပါနဲ့မြင်အောင်ပြမနော်အဲ့နဲ့လူပါနဲ့ဒီလိုကွာနေလို့မရဘူးအဲ့တော့နီကက်ကလည်းအကိုအရင်ဒီလိုမျိုးအောက်ကနီကက်ကလည်းဒီလိုကြီးတွန်းထားလို့မရဘူးအဲ့တော့နီကက်ကမချိန်ခင်အဲ့နဲ့လူပါနဲ့ကိုပြင်ချိန်မယ်ဟုတ်ပြီနော်အဲ့တော့အက်ကိုအရှိကိုလည်းတွန်းကြည့်ရမယ်လူပါနဲ့ခံနေရမယ်အနောက်ကိုလည်းတွန်းကြည့်ရမယ်ဒီနီကက်ကနော်နီကက်ကနဲ့လည်းအနောက်ကိုညင်ရမယ်ဒီဘက်ဘယ်ရောညာကိုညင်နေရမယ်အက်ကနော်အကောညင်နေရမယ်ဆိုတော့အဲ့လိုမျိုးဒီဘက်ကနှစ်ချောင်းတွေကိုလည်းလိုက်ချိန်ရမယ်နော်ဒါဒီဘက်ကနှစ်ချောင်းကိုချိန်ပြီးသားမလို့အဲ့ချိန်ပြီးသွားပြီဆိုလို့ရှိရင်မူဒီကိုပြန်ကြက်မယ်ဒီအပေါ်မူဒီကနီကက်ကက်ကိုကြက်ထားတာနော်ဒီလိုပိုင်းအောက်ကမူဒီကဒီကောင်ကအသေးကြက်ထားတာနီကက်ကက်ကနည်းနည်းပါးပါးကစားလို့ရတယ်ဟုတ်ပြီအဲ့နဲ့ဒါဆိုအဲ့တိုင်းမြင်နေရပြီအဲ့နဲ့လူပါနဲ့အကွာဝေးလည်းရပြီအကွာကက်လည်းရပြီအဲ့တော့ဝီတော့ဒါချီဖယ်တန်ချိန်ဖို့ပဲကျွန်တော်အဲ့တော့ချီဖယ်တန်ချိန်မယ်နော်ချီဖယ်တန်ချိန်မယ်အဲ့ချီဖယ်တန်ဘယ်လိုချိန်မလဲဘယ်ချိန်မှချိန်မလဲဒီမှာအက်ကိုဒီလူပါကစပြီးတော့ကောက်တဲ့အချိန်ဟုတ်အဲ့ချိန်ကိုမှတ်ရမှာနော်ချီဖယ်တန်ချိန်မဲ့ချိန်နော်ဒီမဲ့ချိန်မှမချိန်ရဘူးအက်ကိုလူပါစပြီးတော့ကောက်တဲ့အချိန်အဲ့ဒီချိန်ကြလို့ရှိလို့ရှိရင်ဒီမှာဒီလူပါဒီချီဖယ်တန်ဒီချီဖယ်တန်ချီဖယ်တန်ရဲ့ဒီဘက်ဇောင်းလေးနော်ဒီဘက်ဇောင်းလေးချီဖယ်တန်ရဲ့ဇောင်းလေးနဲ့ဒီဘက်ရဲ့အတွင်းနှခမ်းလေးကတပြေးညီရှိရမှာဒီပုံစံညာလေးကတပြေးညီရှိရမှာအခုလူပါစားကောက်တဲ့အချိန်နော်နှခမ်းနဲ့ဒီချီဖယ်တန်ရဲ့ဒီနှခမ်းနဲ့အဲ့ရဲ့ဒီဘက်နှခမ်းနဲ့တပြေးညီရှိရမှာဒီလိုကြီးတွေတက်တဲ့ဒီဘာဖြစ်လို့မရအောင်ပြီးလူပါအရှိနောက်ဒီချီဖယ်တန်အရှိနောက်ဒီအနဲ့ဒီကောင်နဲ့အဲ့တော့အရှိနောက်ကိုဘယ်လိုချိန်လဲဆိုတော့ဒီအနဲ့ဒီလူပါဒီချီဖယ်တန်ထိတ်နဲ့ဂျားထဲမှာခွေးတို့ကဒီချီတလုံးသာနော်ချီတလုံးသာ 0.5 ပဲ1 mm တက်ဝက်ကွာ1 mm တက်ဝက် 0.5 တော့ကွာရမယ်အရင်အက်ကိုဒီလိုမျိုးသွားတိုက်နေလို့မရဘူးအက်ကိုဒီချီဖယ်တန်ကဒီလိုမျိုးထိတ်ကိုသွားတိုက်နေလို့မရဘူးဒီလိုမျိုးအရင်ကွာလို့မရဘူးနော်ဂျားထဲမှာ 0.5 လောက်ခွာရမယ်နော်ဟုတ်ပြီးလို့ချင်းအခုဒီနေသားလေးချိန်ပြီးဆိုလို့ချင်းဒီကောင်လေးကိုစီစီလေးထားအပိုင်မကျက်နိုင်အောင်စီစီလေးထားတာအဲ့တော့အဲ့ဒါအမြင့်ဆုံးဟုတ်ပြီနော်အဲ့ဒါအမြင့်ဆုံးချိန်ဒါအခုလူဝင်လေးချိန်နေချီပန်ချိန်နေနော်အဲ့ဒါအမြင့်ဆုံးချိန်ဒီလူပါရဲ့ဒီလူပါကြောဘက်နဲ့ဒီချီပန်ရဲ့အောက်နဲ့ဂျားအကွာဝေးအောက်ကိုအရင်ကြီးတိုက်နေလို့မရဘူးဒီအပေါ်ကြီးကိုဒီပုံစံကြီးအရင်ကြီးထောင်နေလို့မရဘူးအဲ့လိုမျိုးထောင်နေလို့မရဘူးဒီကောင်ချနော်ချပြီးဆိုလို့ရှိရင်ကိုချုပ်မဲ့ချီစံနော်ကိုချုပ်မဲ့ချီစံတစ်လုံးချုပ်ပဲဆိုလို့ရှိရင်ကိုက2လုံး3လုံးလောက်ယူလိုက်ချီစံ2လုံး3လုံးပူးလိုက်ပူးပြီးတော့ဒီကြားကိုဒီလိုမျိုးထည့်ပြီးတော့ဒီမျိုးအခုဆိုတော့မှဘာဖြစ်လဲပိတ်နေတော့ပိတ်နေအကွာဝေးကိုအဲ့ချီစံနဲ့ပဲချင်းရမှာမလွတ်တော့ရလားဟုတ်ပြီနော်ဒါအဲ့ဒါအမြင့်ဆုံးချိန်နော်အဲ့ဒါအမြင့်ဆုံးချိန်လူပါရဲ့ကြောဘက်နဲ့ချီဖယ်တဲ့အောက်နှခမ်းနဲ့ကြားထဲမှာဒီနေသားရှိရမှာနေသားရှိရမှာနော်ပြီးတော့အတိုင်ကိုစုံပြီးပြန်ချပြီးပြီးအက်ကိုလူပါဆက်ကောက်တဲ့ချီဖယ်တန်ကိုသူ့ဘယ်လိုချိန်မဲဆိုတော့မနာကြဟုတ်ပြီဒီမှာလူပါကိုအဲ့တော့ဒီမှာအက်ကိုဒီလူပါဆက်ကောက်တဲ့အချိန်ပြရမှာနော်ဆက်ကောက်ထားတဲ့အချိန်ပြရမှာအဲ့ဒီအချိန်မှာလူပါကိုကိုကဓမ္မအကွာကက်ပြီးဒီကောင်ကိုလှည့်လိုက်မယ်လူပါကိုလှည့်လိုက်မယ်အခုဒီတိုင်းမရအောင်နော်ဒီလိုနေထားမရအောင်ဒီလိုမျိုးရှေ့ရောက်နေလည်းမရအောင်ဒီလိုမျိုးနောက်ရောက်နေလည်းမရအောင်မတီနေထားရှိရမှာကြာလူပါကိုအက်ကိုလူပါစကောက်တဲ့ချိန်ဒီအဲ့ရဲ့ဒီအတွင်းနှခမ်းနဲ့လူဒီချီပယ်တန်ရဲ့နှခမ်းနဲ့ကဒီလိုမျိုးလေးရှိနေရမှာအဲ့ဒီချိန်မှာအဲ့နဲ့လူပါနဲ့လည်းဒီအဲ့နဲ့ဒီချီပယ်တန်နဲ့လည်းဂျားထဲမှာ 0.5 ကွာမယ်
ဒီကြားကွာဘူးနော်အဲဒီမှာဒီလိုနော် ဟုတ် ဒီလိုပဲမှကွာမယ်အဲ့နေထားရောက်ပြီဆိုလို့ရှိရင်ဒီကောင်ကိုကြက်မယ်ကြက်မယ်အဲ့တော့ဘုရားဒီအသုံးချောင်းဖြစ်တဲ့အတွက်ဒီဟာတွေကိုမစင်းစားနဲ့ဒီအသုံးချောင်းတက်တဲ့ဟာဒီကောင်တွေကိုလည်းချိန်မယ် ဟုတ် နော်ဒီဘက်ကနှစ်ခုလည်းအခုချိန်တဲ့ပုံစံတိုင်းချိန်မယ်ဒီတိုင်းဆိုချိန်ပြီးသားနော်ချိန်ပြီးသားအဲ့တော့အဲ့ဒါအမြင့်ဆုံးပြန်ဖမ်းရမယ်နော်အဲ့ဒါအမြင့်ဆုံးဒီကြားကွာဝေကုန်းကကိုချုပ်မယ်ဆိုလို့ရှိရင်ချီရတပင်စာလွတ်ရင်ရပြီဆိုတော့ကိုကချီနှစ်ပင်စာသုံးပင်စာလွတ်ရင်ရပြီဒီတိုင်းဆိုအရင်မြောက်နေနော် ဟုတ် နည်းချမ်းဒီတိုင်းဆိုညက်နေပြီအဲ့လိုမျိုးဆိုချီပြက်မှာအောက်ချီပြက်မှာဒီပေါ်ပြလိုက်ဟုတ်ပြီနော်လွတ်ပြီနော်ဒီမှာလွတ်ပြီနော်အဲ့ဒီပုံစံချိန်ရမှာဒါအဲ့ဒါအမြင့်ဆုံးချိန်ကိုနော်အဲ့ဒါပြီးလို့ရှိရင်ဒီမှာချီပြတဲ့အထိုင်ကိုကြက်မှာဒီလုံးကြက်လိုက်ကြက်မှာခဏရတာအဲ့ဒါဆိုတို့တိုင်မင်ချိန်တာပြီးပြီနော်တိုင်မင်ချိန်တာပြီးပြီ